အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကစင်ကာပူမှာဘတ်စကားကိုအလွယ်ဆုံးဘယ်လိုစီးရလဲဆိုတဲ့အကြောင်းကိုပြောပြပေးမှာပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာတော့ကိုစီးရမယ့် line အနေနဲ့နောက်ပြီးလို့ရှိရင်ဘယ်မှတ်တိုင်တွေရောက်နေပြီဆိုတဲ့အကြောင်းတွေနောက်ပြီးလို့ရှိရင် Google Map ဘယ်လိုကြည့်ရမယ်ဆိုတဲ့အကြောင်းတွေပါတာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးကျွန်တော်ကတော့ထုံးစံတိုင်းအောင်ပြီးစောပါကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ပေးခဲ့ကြပါဦးဒီနေ့ကတော့ကျွန်တော်ဗတုတ်ကနေပြီးတော့ Changi Airport Terminal 3ကိုသွားမှာပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ရဲ့ block number က 221A ပါဒီကနေပြီးတော့ကျွန်တော် Terminal 3ကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့သတိထားမယ့်အရာတစ်ခုကကျွန်တော်တို့ကဒီ block number တွေကိုသိထားဖို့လိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သွားမယ့်နေရာနဲ့ကျွန်တော်တို့စီးမယ့်နေရာရဲ့ block number တွေကိုသိမှကျွန်တော်တို့က Google မှာရှာလို့ရမှာဖြစ်တယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပေါ့နော်ဒီ My Transport SG ဆိုတဲ့ application လေးကို download လုပ်ထားမှာဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ကိုဒီကားတွေပဲချိန်လာလဲဆိုတာကြည့်လို့ရတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီ MRT တွေပဲချိန်လာမလဲဆိုတာလည်းကြည့်လို့ရတာဖြစ်ပါတယ် application ကိုဖွင့်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ location ကို map ကိုဖွင့်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အနည်းဆုံး bus မှတ်တိုင်ကိုရှာလို့ရတယ်လို့ကျွန်တော်တို့ရဲ့ဒီစီးမဲ့ဒီ block number ကိုရိုက်ပြီးတော့လည်းရှာလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီနေ့24စီးမှာဆိုတော့သူကနောက်4မိနစ်နေရောက်မှာပေါ့နော်ကျွန်တော်တို့ကကားပေါ်ရောက်ပြီဆိုတာနဲ့ Google Map ကိုဖွင့်လိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ညာဘက်တောင်အောက်ဆုံးမှာရှိတဲ့မြားလေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်တော့အပေါ်မှာကတော့ကျွန်တော်တို့ your location ပေါ့နော်ဒုတိယတန်းမှာတော့ကျွန်တော်တို့သွားမယ်နေရာကိုဖြည့်လို့ရတယ်ပေါ့နော်ဥပမာ block number ဆိုလဲ block number ပေါ့နော်အဲ့ဒါဖြည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစီးလာတဲ့ကားနံပါတ်ဒီမှာ24ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်အောက်ကိုနည်းနည်းဆွဲချပြီးတော့အဲ့ဒီမှာ right ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်အဲ့မှာကျွန်တော်တို့ဘယ်နံပါတ်တိုင်စီးရမလဲဆိုတဲ့ဟာပေါ်လာပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအောက်ဆုံးမှာရှိတဲ့ start ဆိုတဲ့ clock လေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နှမိနစ်နေလို့ရှိရင် Changi Airport ကိုရောက်မယ်ဆိုတဲ့ဥစ္စာဖော်မှာကြည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဘယ်နံပါတ်တိုင်စီးရမလဲဆိုတဲ့ဟာလည်းသူ့အနေနဲ့သူရွေးလာတယ်ပေါ့နော်အဲ့ဒါတွေအားလုံးလုပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က Facebook သုံးတာပဲဖြစ်ဖြစ်ဗာသုံးတာပဲဖြစ်ဖြစ်တခုလုပ်ပြီးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ notification ကနေပြီးတော့အခုဘယ်မှတ်တိုင်ရောက်နေပြီဆိုတဲ့အကြောင်းပြောပြပေးမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းကြည့်လို့ရပါတယ်ဘေးကအပြာတန်းလေးကအခုကျွန်တော်တို့ဘယ်မှတ်တိုင်ကိုရောက်နေပြီဆိုတဲ့ဟာသူကတဖြည်းဖြည်းရွေ့လာတယ်ပေါ့နော်အဲ့တော့အားလုံးပဲအဆင်ပြေမယ်လို့ညွှန်နေပါတယ်ခင်ဗျာဒီ notification မှာကလည်းကျွန်တော်တို့က12မှတ်တိုင်စီးရမယ့်ဟာကို10မှတ်တိုင်ကျော်သွားပြီဆိုလို့ရှိရင်သူက11 stop ပဲကျန်တော့တယ်ပေါ့နော်အဲ့လိုတဖြည်းဖြည်းရော့သွားတာပေါ့နော်အခုလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က MRT ပဲလှိမ့်မစီးပဲဘတ်စကားစီးလက်သွားပြီလို့မျှော်လင့်ပါတယ်ကဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံစံတိုင်းအောင်မျိုးစောပါကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ပေးခဲ့ကြပါဦးကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ